ဟုတ်ကဲ့အခုကျွန်တော်ရှင်းပြပေးမယ်ဗီဒီယိုလေးကတော့ကျွန်တော်အဝယ်စင်းကျုပ်အကြောင်းရှင်းပြပေးမယ်နော်အဝယ်စင်းကျုပ်မှာလည်းသူကကျွန်တော်အယောင်စင်းကျုပ်လိုပဲကျွန်တော်ဒီနှစ်ခုပါတယ်နော်ဒီ draw down လေးကိုနှိပ်လိုက်တဲ့အချိန်ကျရင်နေ့အလိုက်အဝယ်အစီရင်ခံစာနဲ့ရွေးချယ်အဝယ်အစီရင်ခံစာဆိုပြီးနှစ်ခုပါတယ်နေ့အလိုက်ကတော့ကျွန်တော်တို့ဒီအယောင်မှာလိုပဲဒီတရက်စာကလန်ဒါပုံလေးပါတယ်နော်တရက်စာ2ရက်နေ့1ရက်နေ့2ရက်နေ့အဲ့လိုကြည့်လို့ရတယ်သူကကျွန်တော်ရွေးချယ်ရနေပဲရွေးချယ်အစီရင်ခံစာကနေပဲပြလိုက်မယ်နော်သူကကြတော့ဒါကျွန်တော်တို့ဒီ1လစာလောက်2လစာလောက်ရှာလိုက်မယ်ပေါ့ဒါရှာလိုက်တဲ့ချိန်ကျရင်ဒီမှာတရက်12/25နေပြီးတော့31ရက်1လ26ရက်ဖောင်ချစင်းဆိုပြီးပေါ်တယ်နော်ဒီမှာရှိတဲ့ set box လေးကဒါကျွန်တော်တို့ဟိုလောက်တဲ့ဟာလေးဖောင်ချနံပါတ်နဲ့ရိုက်ရှာတဲ့ဟာလေးပေါ့ပြီးရင်သူက excel ပို့လို့ရမယ်နော် excel နှိပ်လိုက်ပြီဆိုတော့လည်းဒီမှာလုံးဆောင်ချက်အောင်မြင်ပါတယ်ဆိုပြီးတော့သူ excel ကိုရောက်သွားမယ်ပြီးရင်ဒီမှာသူ့ရဲ့ဖောင်ချစင်းနေနော်ဖောင်ချစင်းနေမှာဆိုရင်အောက်မှာဒီမှာ total တွေဒီမှာ total တွေ net total တွေကိုတစ်ခါလေးပေါင်းမိထားတယ်နော်တစ်လစာဆိုတစ်လစာအကုန်လုံးပေါင်းမိထားတယ်နော် discount တကယ်လို့ပေးခဲ့ဆိုရင်လည်း discount အားလုံးပေါင်းကဘယ်လောက်လဲဆိုတာပြောပေးထားတယ်နော်အကျွေးဆိုရင်လည်းအကျွေးယူခဲ့တယ်ဆိုရင်လည်းအကျွေးအားလုံးကဘယ်လောက်လဲဆိုပြီးတော့သူကဒီမှာပေါင်းမိထားတယ်ဒါမရှိဘူးပေါ့နော်0ပေါ့3ညဖြစ်နေရဲ့ပြီးရင်ဒီမှာသူ့ရဲ့ဒီဘက်ဘေးမှာရှိတဲ့ detail လေးကဘာလဲဆိုရင်ဒီ detail ကိုတွားလိုက်ရင်ကျွန်တော်တို့ဒီအဝယ်စင်းအသေးစိတ်ဆိုတဲ့အထက်ကိုရောက်သွားမယ်ဒီမှာသူ့ရဲ့ပစ္စည်းတွေကိုမြင်ရမယ်နော်သူဒီမှာဝယ်ထားတာဘယ်လောက်ဖိုးလဲဘာလဲဆိုအဲ့လိုမြင်ရမယ်ဒီတေးကနေပြီးတော့ဘာတွေဝယ်ခဲ့လဲဆိုတာကြည့်လို့ရတာပေါ့နော်ဒီကောင်ကလေဒီတေးကနေဒီအောက်ဆုံးကနေဒီတေးသွားမယ်ဆိုလဲမမားတို့ရေတန့်တို့ဝယ်ခဲ့တယ်နော်အဲ့ဒါမျိုးတွေကြည့်လို့ရတယ်ပြီးရင် delete ရတော့ကျွန်တော်တို့ delete နှိပ်လိုက်ပြီးတော့ဒီကဖြတ်ချင်တဲ့ကောင်ကို delete လုပ်ပြီးတော့ဖြတ်လို့ရတယ်နော်အဝယ်စင်းကျုပ်အကြောင်းကတော့သိအများကြီးမရှိဘူးဒီဟာပဲရှိတာအယောင်စင်းကျုပ်လို့တော့မများဘူးနော်ဟုတ်ကဲ့အဲ့ဒါဆိုကျွန်တော်အခုရှင်းပြတဲ့အဝယ်စင်းကျုပ်ဆိုတဲ့ဟာလေးကိုနားလည်မယ်လို့ထင်ပါတယ်ခင်ဗျာ